ဒီနေ့ကတော့ကျွန်တော် studio လေးမှာကျွန်တော်ရေးသားထားတဲ့ Just for my paradise ဆိုတဲ့သချင်းလေးကိုမစ်စင်လေးဆွဲနေတာဖြစ်ပါတယ်အခုတော့ဒီတီးပြီးသွားပြီပေါ့နော်တီးတာကတော့ကျွန်တော် studio မှာပဲအကုန်လုံးတီးထားတာဖြစ်ပါတယ်တီးတာကတော့ကျွန်တော်ရဲ့ပြီးတော့ဂီတာတီးတဲ့ကိုရဲပေါ့သူနဲ့တီးထားတာဖြစ်ပါတယ်လို့အဲဒီသချင်းလေးကိုကျွန်တော်အခုမစ်စင်ဆွဲနေတာဖြစ်ပါတယ်အားလေးကိုဘယ်လိုပြောmaking လေးရိုက်နေတာပေါ့နော်ကျွန်တော်ဒီတချို့တွေကလည်းသိချင်ကြတယ်လေဒီအများကြီးတန်ဆွမ်းသူတယောက်အနေနဲ့ဘယ်လိုမျိုး recording တွေလုပ်လဲတကယ်ရော mixing ဆွဲတာလားအဲ့ဒါလေးတွေသူတို့မေးကြတဲ့လူတွေရှိကြတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းဒီ video လေးကိုကျွန်တော်ရိုက်ကူးဖြစ်တာဖြစ်ပါတယ်ပြီးတော့ဆက်လက်လေ့လာကြည့်ပါဦးเนาะကျွန်တော်ဒီမှာအတန်ချိန်တဲ့ဟာလေးတွေကိုကဲဒါတော့ကျွန်တော်vocal line လေးချိန်ပါပေါ့EQ လေးတစ်ချက်ချိန်ပါမယ် height တွေအဆင်မပြေဘူးဖြစ်နေတယ်FX parameters Asian model 43 volt Asian shape 25 Asian F Q Asian F red 25 W slider 35 click parameter Asian F W slider 50.0 parameter Asian F gain click W slider 3.30 dB နှလုံးသားတွေရောလာတက်ပြီးမင်းနဲ့တွေ့တဲ့ချိန်လေးကနာတောင်းကကငါကိုကြည့်တယ်မင်းမြေဝ 3.95 dB 4.0နှလုံးသားတွေရောလာတက်ပြီးမင်းနဲ့တွေ့တဲ့ချိန်လေးကနာတောင်းAsian shape Asian type Asian red for Asian Q Asian gain click W slider 2.90 dBနှလုံးသားတွေရောလာတက်ပြီးမင်းနဲ့တွေ့တဲ့ချိန်လေးကနာတောင်းကကငါကိုကြည့်တယ်မင်းမြေဝတွေငါမေးများဒါမှနည်းနည်းစိုးစိုးပြေပြေလေးဖြစ်သွားတာပေါ့အဲ့ဆိုလို့ရှိရင်reverse ကလည်းနည်းနည်းအဆင်ပြေသွားပြီဆိုတော့ဒီမှာကျွန်တော် delay လေးထပ်ထည့်ခြင်းတယ်ပေါ့နော်အဲ့ delay လေး effect လေးထည့်တာလေးနည်းနည်းလုပ်ပြပါမယ်လို့49 vocal version X artwork 48 delay အဲ့မှာကျွန်တော် delay ထည့်မယ် add effects to 48 delay this one is search filter top clear filter add button cancel button preview delay for 31 level ကျွန်တော် NVIDIA တော့ရှော့ပြောပြတာပါသူ effect နာမည် this one is VST3 H delay 0 waves not selected 3 of VST3 H delay 0 H delay ထည့်လိုက်ပါတော့ close effect fair that's modified reverb reset FX parameters H delay 0 4 10 1 delay set delay dBm 3 W slider 1/8 1/8 1/8 1/8 1/8နည်းနည်းလေးပဲပပလေးပဲထည့်ချင်တာပါ 1/60 D parameter feedback 4 W slider 60 61 feedback ကအများများတယ် 41 solo ကျောင်းဆောင်အရင်တွေ့ခဲ့ရတဲ့ကောင်မလေးတယောက်25ဘာလို့လဲကျောင်းဆောင်အရင်တွေ့ခဲ့ရတဲ့ကောင်မလေးတယောက်21နှလုံးသားတွေရောလာတက်ပြီးမင်းနဲ့တွေ့တဲ့ချိန်လေးကနာတောင်းကကငါကိုကြည့်တယ်မင်းမြေဝတွေက4 10 5 10 6 mix 7 output 8 analog not W slider not 2 mod 1 parameter low 5 10 rate 11 depth 12 high pass 13 high pass တွေနည်းနည်းလောက်ပါ low frequency တွေများနေတော့22 hertz 20 30 38 hertz 40 hertz 58 hertz 67 hertz နှလုံးသားတွေရောလာတက်ပြီးမင်းနဲ့တွေ့တဲ့ချိန်လေးကနာတောင်းကကငါကိုကြည့်တယ်မင်းမြေဝတွေကမေးများစိတ်တပီကျွန်တော်အဲ့လောက်လေးလုပ်လိုက်This is the say you wanna break my brain without love is nothing to live just for my paradiseအဲ့ဆိုဒီလေးလေးလည်းအဆင်ပြေသွားပြီပေါ့နော်45 vocal version X artwork reverse လေးတစ်ချက်ကြည့်ပါReverse လေးနည်းနည်းလေး parameters R10 relay time size 4 W slider 52.5 parameter division 5 decay 6 early rep 7 reverb base 8 early rep W slider -14.0 dB -14.8 dB အားလေးလည်းနည်းနည်းရှော့ပါမယ် DMP LF DMP 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 FLF gain FIF FLF FIF demoralization reverb type reverb type တွေပြီးလို့ရတယ်You wanna break my grace Without love is nothing to live Just for my paradise What right in them yeah W 22 W 5 W slider 28.0 26 24.0 never touch it Okay အဲ့ဆိုတော့ရပြီပေါ့နော် Okay ပါအဲ့ဆိုလို့ရှိရင်တော့ကျွန်တော်လည်းတချင်းလေးကိုအကျန်းလဲချိန်ပြီးသွားပြီဆိုတော့ဒီဟာလေးကိုတူတူနားထောင်ကြည့်ကြတာပေါ့ပြီးတော့ကျွန်တော်master လုပ်ပြီးသွားတဲ့အချိန်ကျရင်တော့ကျွန်တော်ရဲ့ဒီYouTube channel တွေ TikTok တို့မှာကျွန်တော်တင်မှာဖြစ်ပါတယ်လို့အားကြလည်းအားပေးကြပါဦးနော် Nothing will live just for my paradise Nothing to live
အရန်တွေ့ခဲ့ရတဲ့ကောင်မလေးတယောက်ချင်း နှလုံးသားတွေရောလာတပ်ပြီးမင်းနဲ့တွေ့တဲ့ချိန်လေးကနာတောင်းတခံတော့ကိုကြည့်တဲ့မင်းမျက်ဝန်းတွေကမေးများစိတ်နဲ့ပြီးစိတ်နဲ့ပြီးလင်းလိုက်မသိမ့်ပိုက်တော့တာသက်ရှိဖို့တော့ချိန်နာများလည်းနဲ့ကခုကတော့ပါမင်းလိုအရင်ကတွေ့တာစိတ်ကြိုက်တာစိတ်ကြိုက်တာတော့မသိပိုက်တော့တာတက်ရှိဖို့တော့ချိန်နာများလည်းနဲ့ကခုကတော့ပါမင်းလိုအရင်ကတွေ့တာစိတ်ကြိုက်တာစိတ်ကြိုက်တာJust for my paradise. Baby, I've gone so you say you wanna break my grace. Without love is nothing to live. Just for my paradise. Nothing to live. Just for my paradise. Just for my paradise. โอเคပါဘယ်လိုလဲအဆင်ပြေကြရလားဒါကတော့ကျွန်တော်ရေးထားတဲ့သချင်းလေးပေါ့နော်သချင်းဖန်တီးတဲ့ဂီတာတီးတဲ့ကိုရဲနဲ့အတူတူဖန်တီးထားတာပါလို့ Just for my paradise လို့အမည်ရပါတယ်ဒါကတော့အများကြီးမတန်ဆွမ်းသူတယောက်အနေနဲ့ဘယ်လို edit လုပ်လဲဆိုတာကိုတင်ဆက်ပေးတာပဲဖြစ်ပါတယ်လို့နော်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်စီစဉ်တွေမှာလည်းပြန်လည်ဆုံတွေ့ကြပါတယ်ကျွန်တော်ချမ်းချင်းကြော်ပါ